တယောက်ယောက်ကိုမကောင်းပြုလိုက်ရလို့ငါလှုပ်လိုက်ရပြီဆိုပြီးတော့ဦးဇင်းတို့မန်တက်နေစရာမလိုဘူးလေအဲ့ဒါအမှန်တော့အကျွေးယူလိုက်ရတာပဲဦးဇင်းတို့တစ်ချိန်ကျရင်အဲ့ဒီအကျွေးတွေကပြန်ပြီးပေးဆက်ရမှာအဲ့ဒီအတွက်ကိုကစိတ်မကောင်းတော့ဖြစ်ရအောင်မှာဘာဖြစ်လို့လဲဆိုရင်အကျွေးတစ်ခုတင်သွားပြီမို့လို့ပြီးတော့လောကအကျွေးမှာအတိုးနေပေမဲ့တန်တရာအကျွေးကအတိုးများတယ်ဆက်လို့မကုန်နိုင်တော့အောင်ကိုအတိုးတွေများတယ်ဒါကြောင့်မို့လို့ဦးဇင်းတို့တွေအကျွေးကင်းမှုအတွက်မိမိသူတစ်ပါးနှစ်ပါးစလုံးကိုယ်စိတ်ချမ်းသာအောင်ဆောင်ရွက်ပေးဖို့ကအဓိကပဲအကျွေးကင်းအောင်နေထိုင်နိုင်ဖို့အရေးကြီးတယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားရှင်ရဲ့တရားတော်တွေကိုလေ့လာပါသင်ကြားပါဘုရားရှင်ရဲ့တရားတော်တွေကိုလေ့လာတဲ့သင်ကြားတဲ့နေရာမှာလဲနှလုံးသားနဲ့သင်ကြားပါပေါ့ခြင်းလို့ကြောင်ရုပ်ထိုးစေကြောင်လေးဆိုတဲ့မြန်မာစကားပုံလိုမဖြစ်ရလေအောင်ဒီတရားတော်တွေသင်ကြားနေရမှာတရားတော်တွေသိလာတဲ့အခါအတိတွေများလာတဲ့အခါတနည်းအားဖြင့်တရားဘုဟုတုတတွေများလာတဲ့အခါငါလောက်ဘုဟုတုတများတဲ့သူဘယ်မှာရှိမှလဲဆိုပြီးမာနတက်မဲ့အစားအဲ့ဒီဘုဟုတုတတွေကိုအသုံးပြုပြီးတော့မိမိတို့ရဲ့ဘဝတိုးတက်အောင်ကြိုးစားရမှာဖြစ်တယ်ဘဝလွတ်မြောက်အောင်ကြိုးစားရမှာဖြစ်တယ်တနည်းအားဖြင့်ပြောရင်အကျွေးကင်းအောင်တင်ပြီးသားအကျွေးတွေလည်းအပြည့်သက်ဆက်ဖြစ်သွားအောင်ကြိုးစားရမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့အကျွေးဆက်နိုင်အောင်တရားဓမ္မတွေသင်ကြားပါ